ဒီနေ့ချစ်ဆွေကြီးပြောပြမှာတော့လေတို့တွေကလောကကြီးမှာလူသားတွေနဲ့အတူတူနေတာဆိုတော့လေတို့တွေနဲ့ညံရင်တူတဲ့သူတွေလည်းရှိတယ်တို့တွေနဲ့ညံရင်နှိမ့်တဲ့သူတွေလည်းရှိတယ်တို့တွေနဲ့ညံရင်မြင့်တဲ့သူတွေလည်းရှိတယ်အဲ့လိုလူမျိုးတွေနဲ့တို့တွေနဲ့ညံရင်မြင့်တဲ့လူတွေနဲ့တွေ့တဲ့အခါကျရင်တို့တွေကတင်ယူစရာတွေမှတ်သားစရာတွေဘဝမှာအားကြစရာတွေရရှိပြီမဲ့တို့တွေနဲ့ညံရင်နှိမ့်တဲ့သူတွေနဲ့တွေ့တဲ့အခါကျလို့ရှိရင်တော့ညင်ခုံမှုတွေဗက်ပြိုင်မှုတွေတယောက်နဲ့တယောက်အညိုးအာဃာတတွေဒီလိုမျိုးတွေဖြစ်တတ်ကြတယ်အဲ့ဒါကြောင့်မလို့ကိုယ်တိုင်ညံရင်နှိမ့်တဲ့သူတွေနဲ့များတွေ့လို့ရှိရင်လေဘယ်လိုမျိုးဆက်ဆံရမလဲဆိုတာလေးကိုချစ်ဆွေကြီးကဒီနေ့တာရကားလေးတစ်ခုနဲ့ပြောပြမယ်ကွာလာအဲ့ဒါဟိုတုန်းကတော့ဒီလိုအမတန်မွေးတွေကပါမြက်ကန်းတယောက်ရှိတယ်တဲ့ငငယ်လေးတွေကမွေးတွေကသူကမြက်ကန်းဆိုတော့သူဘာမှမမြင်ဘူးဘာမှသူ့မှာဘ ഹു တုတာလည်းပြောမဆိုရင်တော့အမြင်ဘ ഹു တုတာလည်းမရှိဘူးပေါ့ကွာအဲ့ဒါတည်းကျတော့သူ့ရဲ့တငယ်ချင်းကသူ့ကိုချစ်တဲ့အခါကျတော့သတိရပြီးတော့နို့တွေရလာတဲ့အခါကျတော့နွားနို့တွေရလာတဲ့အခါကျသူ့ကိုလာပြီးတော့တိုက်တာတငယ်ချင်းတဲ့ငါတော့ဒီမှာနို့လေးတွေရလာလို့မင်းကလာတိုက်တာလို့ပြောတဲ့အခါကျတော့သူကလည်းမြက်ကန်းကလည်းသူကလည်းသိပြီးတော့အရာရာကိုသူကလည်းပြောမဆိုရင်တော့ဘာပဲဖြစ်ဖြစ်သူလည်းမမြင်ဘူးပဲနဲ့သူကယုံကြည်မှုလည်းမရှိဘူးပေါ့ကွာအရာရာကိုတန်တရားစိတ်တွေနဲ့သူကနေတယ်ဒီကောင်နဲ့မင်းနို့ကငါလာလိုက်တာဟုတ်တယ်တဲ့ငါနို့ကိုမမြင်ဘူးတဲ့နို့ကဘလို့ပုံစံလဲတဲ့ငါ့ကိုပြောပြစမ်းတဲ့ဆိုတော့ဟိုအဲ့နဲ့ပဲနို့ဆိုတာဖြူဖြူကြီးကွာတဲ့ဟာတဲ့ရောဖြူဖြူကြီးတဲ့ငါမှမမြင်ဘူးတာကြီးပဲတဲ့ဖြူဖြူဆိုတာဘလို့လဲတဲ့ငါ့ကိုထပ်ရှင်းပြအောင်တဲ့ဆိုတော့ဟိုကဖြူဖြူဆိုတာဗျိုင်းလိုမျိုးကွာတဲ့ဖြူဖြူကြီးတဲ့ထပ်ပြောပြတယ်ဟိုကရှင်းပြတဲ့လူကလည်းသူခင်ဗျနဝေတင်အောင်နဲ့တူပါတယ်အဲ့ဆိုအဲ့ကောင်ငါဗျိုင်းလည်းမမြင်ဘူးတဲ့မင်းဗျိုင်းဆိုတာဘလို့လဲတဲ့ငါ့ကိုပြောပြအောင်တဲ့ဆိုတော့အဲ့ဟိုကတခါလေလက်ကြီးထောင်ပြတာဒီလိုလက်ကြီးထောင်ပြလိုက်ပြီးဗျိုင်းဆိုတာဒီလိုကြီးကွာလို့ပြောလဲပြောအဲ့နဲ့ပဲသူကတခါအဲ့လက်ကြီးကိုလိုက်စမ်းလိုက်ကြီးပြီးတော့ဟာကွာတဲ့မင်းနိုးရတယ်ကောက်ကောက်ကြီးတဲ့အဲ့တော့ကောက်ကောက်ကြီးတော့ငါမတော့ရှိဘူးလို့ပြောလို့ဒါလေးကတခါလေကြတော့ကျွန်တော်တို့ပတ်ဝန်းကျင်မှာလေအဲ့လိုမြက်ကန်းလိုပဲဗျကိုလည်းဘ ഹു တုတာမရှိဘူးပြောမှဆိုလို့ရှိရင်ကြားမြင်ဘ ഹു တုတာတွေလည်းမရှိဘဲနဲ့တခါတည်းဇွတ်ညင်းပြီးတော့ကိုထင်ရကိုပြောတဲ့လူမျိုးတွေနဲ့လည်းကျွန်တော်တို့တွေ့ရတတ်တယ်အဲ့လိုတွေ့ရတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့တွေကဘာတွေဖြစ်ကြလဲဆိုကျွန်တော်တို့အကုသိုလ်တွေပွားရတယ်ကျွန်တော်တို့တွေပြောမှဆိုလို့ရှိရင်သူတို့နဲ့တုတ်ဖက်ပြီးတော့ညင်းမိတဲ့အခါကျရင်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ရဲ့ပြောမှဆိုလို့ရှိရင်ကိုရောင်ကိုဝါတွေတော့မှိမ့်မိန်နိုင်တယ်ဗျာအဲ့တော့ကျွန်တော်တို့တွေအဲ့ဒီလိုလူမျိုးတွေနဲ့တွေ့လာပြီးတခါတလေတစ်ဖက်ပိတ်သမားတွေနဲ့တွေ့လာပြီးအဲ့လိုဘ ഹു တုတာမရှိဘဲနဲ့ကိုထင်ရကိုပြောပြီးကိုစကားမှကိုအမှန်လိုလူမျိုးနဲ့တွေ့လာပြီးဆိုလို့ရှိရင်တော့လေဒီမှာခင်ဗျားတို့ကျွန်တော်တို့ဟာလေညီလေးတို့ညီမလေးတို့ဟာလေပြောမယ်ဆိုလို့ရှိရင်တော့လမ်းမှာခွေးယူနဲ့တွေ့တယ်လို့သာသဘောထားပြီးတော့ရှောင်ရမှာပဲဖြစ်တယ်အဲ့တော့ခွေးယူကသူ့ကိုနိုင်လိုက်လို့လဲဘာမှတို့အကျိုးမရှိဘဲနဲ့ဒါပေမဲ့ခွေးယူကြိုက်လိုက်လို့ရှိရင်တော့အဲ့ဒီလူကသေနိုင်တယ်ဒါပေညာတော့လဲခွေးယူကြိုက်တာကမှပြောမယ်ဆိုလို့ရှိရင်တော့ဖြည့်စည်းထိုးလို့ရသေးတယ်ဒါပေမဲ့လူမိုက်မြန်းကြိုက်ပြီဆိုလို့ရှိရင်တော့လေဘဝမှာဖြည့်စည်းမရှိဘူးညီလေးတို့အဲ့တော့သေပွဲရတာရှိတယ်ဒါကြောင့်မလို့ဟုတ်တော့ကဒါလေးနဲ့ဆက်လင်းပြီးတော့လေချင်းသေးသားပါနှစ်ယောက်ကလမ်းလျှောက်လာတဲ့အခါကျတော့ချင်းသေးကြီးအပြန်လမ်းမှာခွေးယူနဲ့တွေ့တဲ့အခါကျတော့ဝင်းပြီးကွင်းပြီးတော့ရှောင်းသွားတယ်တဲ့ဒါကိုသူသားနောက်ကချင်းသေးလေးကအန်အော့ပြီးတော့ကြည်နေတယ်ကြည်လိုက်ပြီးတော့ဟိုဘက်လေရောက်တော့သူ့အဖေကိုမေးတယ်အဖေတဲ့တော့ထဲမှာတော့အဖေဘယင်လုတ်ပြီးတော့ဘာဖြစ်လို့ဒီခွေးယူနဲ့တွေ့ကမှအဖေရှောင်းသွားတာလဲလို့ပြောတဲ့အခါကျတော့ချင်းသေးကဘာပြန်ပြောဆိုတော့လူလေးတဲ့မှတ်တာကွာတဲ့ခွေးယူကိုနိုင်တော့တို့တွေကဘာတွေဂုံရှိမှလဲတဲ့ဒါပေမဲ့မင်းမှတ်ထားတဲ့ခွေးယူကိုနိုင်မနိုင်မညာတော့လဲခွေးယူကြိုက်လို့ရှိလို့ရှိရင်တော့တို့တွေကသေတတ်တယ်တဲ့အဲ့လိုသေသွားတဲ့အခါကျတော့တို့တွေပေးဆက်လိုက်ရတာတို့တွေရဲ့ဘဝတွေကခွေးယူကြိုက်လို့သေရတာတန်ရလားလို့သူသားလေးကိုသူပြန်မေးတဲ့အခါကျထုံးနေတူတာပဲကျွန်တော်တို့တွေကလူမိုက်တွေနဲ့တွေ့တဲ့အခါတစ်ဖက်ပိတ်တွေနဲ့တွေ့တဲ့အခါကျလို့ရှိရင်လေအဲ့လိုပဲကျွန်တော်တို့ကတိခံခြင်းနှလုံးသားကိုကင်ဆွဲပြီးတော့ကျွန်တော်တို့ကအရှုံးပေးတာမဟုတ်ပေညာတော့လဲတိခံနိုင်စွမ်းနေနဲ့ကိုကာကွယ်ရမှာပဲဖြစ်တယ်ဆိုတာကိုကိုယ့်ရဲ့ညီလေးညီမလေးတွေကိုချစ်ဆွေကြီးဒါလေးလာပြောပြတာเนาะအားလုံးအတွေ့အမြင်တစ်ခုရလိမ့်မယ်လို့ချစ်ဆွေကြီးယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်เนาะ